ကဲ brother အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒီ2026 Ninja Go ရဲ့နိုင်ငံတော် item လေးဖြစ်တယ်ပေါ့နော်ဒီ legacy 15 year anniversary set လေးပေါ့နော်ဒီ display set လေးကိုကျွန်တော်တို့review လေးလုပ်ပေးခြင်းပေါ့နော် Kata display လေးပေါ့ဒါကပြောလို့ရှိရင်ကျွန်တော်တို့ local မှာတော့တွေ့ရသလားညီကိုတွေအကုန်လုံးလည်းထဲလေးရောက်ပြီးသွားလောက်ပြီပေါ့နော်ကျွန်တော် review လုပ်တာနည်းနည်းလေးနောက်ကျနေလို့ပြောပါမယ်ကျွန်တော်ကစေးချလေးပြန်စောင့်နေလို့ပေါ့နော်ဒါပေမဲ့ local မှာလည်းကျွန်တော်တို့ဈေးတန်တန်လေးနဲ့ရထားကြကျွန်တော်တို့တွေ့ရတယ်ပေါ့ဒါအများကြီးဝမ်းသာစရာကောင်းပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ Ninja Go fan တွေတိုင်းဒါရှိတဲ့ set လေးတစ်ခုလည်းဖြစ်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုကတော့မွေရသေး brother ရှိရင်နီးစက်ထိုင်နေမှာကိုယ့်ကိုပြေးပြီးတော့ဝယ်တင်တယ်ဆိုတဲ့ဟာကျွန်တော်ပြောပြပေးရှင်လို့ပေါ့နော်အဓိကကတော့ကျွန်တော်တို့ဘယ်လိုပြောပြရမလဲသူ့ရဲ့ဈေးတန်းပေါ့နော်ဈေးတန်းကကျွန်တော်တို့မြန်မာငွေနဲ့ဆိုရင်3,300 3သိန်းခွဲအဲ့ဒီဝန်းကျင်လောက်ကျွန်တော်တို့စပြီးတော့ဖွင့်ကြတာပေါ့နော်အရင်ဈေးမချသေးချိန်မှာဆိုတော့2သိန်းဝန်းကျင်လောက်ကျွန်တော်ရောက်ခဲ့တယ်ဒါပေမဲ့အခုချိန်မှာဆိုရင်တော့ဒီ3သိန်းခွဲဝန်းကျင်လောက်လည်းဝယ်လို့ရတာဖြစ်တယ်ပေါ့နော်အဲ့လိုဈေးတန်းဝန်းကျင်မှာကျွန်တော်တို့ mini figure က8ကောင်ထိပါတယ်အဓိကဒီ Ninja ဖွဲ့က9ကောင်ပါတယ်နောက်ပြီးတော့ဒီlegacy figure အနေနဲ့ဒီ Master Light နေတကောင်ပြန်ပြီးတော့ပါတယ်ပေါ့နော်သူကတော့ဒါကကျွန်တော်တို့ဂျေးရဲ့ biological mother ပေါ့သူ season 7မှာပါခဲ့တာ spine လို့တို့ပြန်ဆိုလို့ကျွန်တော်မပြောပြတော့ဘူးတကယ်ကျွန်တော်တိတ်မှတ်မိတော့လည်းပါတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့classic monastery လေးရဲ့ဝင်ပေါက်လေးကိုကျွန်တော်တို့ပုံဖော်ပေးထားဖြစ်တယ်ပေါ့နော်အဲ့မှာမှကျွန်တော်တို့ဒီ ninja တစ်ကောင်ချင်းစီနဲ့တီးထားကြလေးကျွန်တော် display ထားလို့ရအောင်ဒီကောင်ဒီမှတော့မဟုတ်ဘူးဗျာကိုယ့်ရဲ့ဒီ15နှစ်တာ Ninja Go collection အတွင်းမှာကိုရခဲ့တဲ့ဘက်ကောင်ဆိုကျွန်တော်အစားထိုးပြီးတက်လို့ရတယ်ပေါ့နော်ဒီလိုမျိုးရည်ရွယ်ပေးထားတဲ့ display set လေးဖြစ်တယ်ပေါ့နော်ကျွန်တော်အသေးစိတ် review လေးကိုကြည့်လိုက်အောင်ဗျဒီနေ့ဆိုရင်တော့ကျွန်တော်ဒီမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော်နီယာဆန်းစေဘူးနောက်ပြီးရင်ကိုဂျေစိန်ခိုင်လွိုက်ပေါ့နော်နောက်ပြီးတော့နော်ဒီ master lightning အသစ်လေးရပေါ့နော်ဒီလိုမျိုးလေးကျွန်တော်ပေါင်းဝင်နေတွေ့ရပါတယ်mini figure လေးတွေကတော့အဓိကတော့ကျွန်တော်တို့ဒီZX ပေါ့နော် ZX စုတွေကို Zen Extreme စုတွေကိုသူကပြန်ပြီးတော့ remake လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ series ကိုပြန်ပြီးတော့ဒီ accuracy ရှိအောင်ပြန်ပြီးတော့လုပ်ထားရမျိုးလေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြီးရင်ဒီနောက်မှာတော့ကျွန်တော်တို့ display လေးကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်display လေးကလည်းဒီ monastery ရဲ့ classic ဖြစ်တဲ့ cherry ပင်လေးပါတာဒီဘက်ကဒီမီးရိမ်လိုမျိုးလေးပါတာလေးနဲ့ပေါ့နော်တော်တော်လေးတော့အထိုင်ကြတယ်ကျွန်တော်ဒီမှာအဖွင့်ပိတ်လေးလည်းလုပ်လို့ရတယ်ပေါ့နော် function လေးလည်းထည့်ထားဒါမျိုးလေးပေါ့နော်နောက်ပြီးတော့သူ့ရဲ့နောက်ဘက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့လုံးဝဒီclassic ပေါ့နော်ကျွန်တော်ဗာလဲ long before time လား time has a name အဲ့ဒီတုန်းကဒီ brother တွေချင်းချင်း fight ခဲ့ကြတဲ့ဥစ္စာကိုသူကပြန်ပြီးတော့အနေနဲ့ထည့်ပေးထားတာပေါ့နော် Easter egg အနေနဲ့ပြန်ထည့်ပေးထားကျွန်တော်မြင်ရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီမှာတီးတောက်လို့ရတဲ့နေရာလေးနဲ့ပေါ့နော်ဒါမျိုးလေးတစ်ခုပါထားတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့ဒီ monastery game board လေးကိုပြန်ပြီးရိုက်ပြထားတာပေါ့နော်ကျွန်တော် mini figure လေးကိုတစ်ကောင်လေးစီကျွန်တော်ပြန်ပြပေးမယ်ဗျအရင်ဆုံးပြပေးချင်တာကတော့ဒီ Lloyd ပေါ့နော် Lloyd ZX mini figure လေးကိုကျွန်တော်ပြပေးမယ်နောက်မှာတော့သူရဲ့စိတ်တူနဲ့ရုပ်လေးပါမယ်သူရဲ့ဒီ shoulder pad ကတော့သူကရွှေရောင်ပဲသူသုံးထားပါတော့နောက်မှာသူရဲ့ဒီ green ninja suit မှာကျွန်တော်မြင်ရတဲ့ logo လေးပဲပေါ့နော်ဒါပေမဲ့ကျွန်တော် original ZX suit နဲ့ရှင်လို့ရှိရင်နည်းလေးပိုကြီးသွားတယ်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီရှိကကျွန်တော်တို့ဒီရှိချမ်းမြင်ရတဲ့တော်ဆိုရဲ့ပုံစံကတော့ဒါကျွန်တော်တို့အရင် version လေးတော့တော်တော်လေးတော့အဆင်တူတယ်လို့ပြောရတယ်ဒါပေမဲ့လုံးဝထပ်တူတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အဆင်မြင်ထားတဲ့အပိုင်းလေးတွေရှိတယ်အဲ့တော့ဒီကျွန်တော်တို့ဒီ ZX legacy အသစ်တွေနဲ့ပတ်သက်လို့နည်းနည်းပြောစရာရှိတာဆိုလို့ရှိရင်เนาะဒီဟိုပါပေါ့ကျွန်တော်တို့ဒီ Ninja ရဲ့ဒီ helmet လေးတွေရတာလေးရွှေရောင်လေးတွေကျွန်တော်ဖြစ်သွားတာပေါ့နော်ဒါလေးကိုနည်းနည်းပြောစရာရှိတယ်ဘာလို့လဲဆိုတော့ဇာတ်ကားထဲမှာဆိုလို့ရှိရင်တော့ဒါက Lloyd ဆိုလို့ရှိရင်ဟိုပါပေါ့ dark saver လို့အရောင်မျိုးပေါ့နော်အဲ့ဒါမျိုးဒီမှာတော့သူရွှေရောင်လေးအနေနဲ့သူကပြန်ပြီးတော့ထုတ်လာပေးဒါလည်း legacy ဖြစ်နေရောလည်းမတက်နိုင်ဘူးပေါ့နော်anniversary ဆိုတော့စုရမှာပဲပေါ့ဒါတချို့တွေ bro တွေကတော့ဒီဟာလေးကို repaint ပြန်လုပ်တယ်ကိုကျွန်တော်မြင်ရတယ်ပေါ့နော်ဒါကတော့ Lloyd လေးဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့ display လေးမှာကျွန်တော်တက်ပေးထားတယ်ဒါဆိုရင် Lloyd တယောက်ကsorry နေရာရပါပြီပေါ့နော်ဒါလေးကဒီလိုပါပဲပြီးရင်တော့ကျွန်တော်တို့ခိုင်းပေါ့နော်ဒါကျွန်တော်တို့ pilot ကနေစပြီးတော့ပထမဆုံးမြင်ခဲ့ရတဲ့ Ninja လေးဖြစ်တယ်ပေါ့နော် pilot season မှာပထမဆုံး team နဲ့ဝင်တဲ့တောင်တေချာရိုက်ပြထားတဲ့ Ninja လေးပေါ့ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ဒါလည်းဒီ suit ကလည်း original ZX နဲ့တော်တော်ဆင်တူပါတယ်
နောက်မှာဒီမှာမီးပုံလေးနဲ့ပေါ့နော်ဒါပေမဲ့ logo လေးနည်းနည်းလေးကြီးလာတာပို့ပြီးဒီလေးကျသွားလေးတွေပဲကျွန်တော်ဟောဖြစ်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ခိုင်းရဲ့ဒါကျွန်တော်တို့ဒီ sensor camera ကစပြီးပြောင်းလာတဲ့ပုံစံမျိုးအရင်ဟိုးရင်ကျွန်တော်တို့ပုံစံလေးတွေတော့မဟုတ်တော့ဘူးနော်နောက်ပြီးတော့ရင်သူကတော့ဇက်ကားထဲမှာလည်းဒီအာမာတွေဘာညာတွေကသူကရွှေ့အောင်မယ်ဆိုတော့ခိုင်းရရန်ထွေထူတော့မဟုတ်ဘူးဗျသူ့ကိုလည်းကျွန်တော် display တွေမှာတက်ထားပဲပြီးရင်ကျွန်တော်တို့မိုက်တယ်တခုကတော့ဒီခိုရန်ပုံတွေအကုန်ပါလာပြီပေါ့နော်ဒါလေးကျွန်တော်ထည့်ပြောဖို့ကျွန်တော်ကြံနေလို့နောက်ပြီးရင်တော့ကျွန်တော်ဒီမှာ6ပေါ့6ကတော့အမြဲတမ်းငွေရောင်နဲ့ကြည့်ပါများလို့လားမသိဘူးကျွန်တော်နည်းနည်းလေးတော့ရွှေရောင်ပြောင်းနေလေးတစ်မျိုးလေးတော့ဖြစ်တယ်ဗျကျွန်တော်ဒီမှာဒါမြင်ရတဲ့တော်ဆိုပေါ့နော်သူကနည်းနည်းပြောင်းလေးရှိတယ်ဗျဒီ logo လေးကနောက်မှာနည်းနည်းပိုကြီးရမျိုးရှိမယ်အဓိကဒီနေရာလေးတွေပေါ့နော်ဒါကတော့အရင်ဟို series accurator တိတ်တော့မဖြစ်ဘူးဗျဒါပေမဲ့သူကလည်းသူတော့မိုက်တော့မိုက်ပါတယ်ကျွန်တော်ပြီးထုံးတယ်ဒီဟာကဒီ helmet လေးတွေကရွှေရောင်ဖြစ်နေရလေးတစ်ခုပေါ့နော်ဒါလေးပြောစရာရှိတာသူ့ကိုလည်းကျွန်တော်တို့ display လေးမှာကျွန်တော်တက်ထားမယ်ပေါ့နော်sorry ပါ okay အောက်ကပန်းလေးလှုပ်နေပြီနည်းနည်းလေးတော့ clumsy ဖြစ်နေတဲ့ပုံစံတော့ဖြစ်နေဘာဖြစ်လို့လဲမသိဒီလိုမျိုးသွားရင်တော့ရဒါမျိုးလေးပေါ့နော်ဒါဆိုရင်ကိုဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ master ice ပေါ့ Zane လေးပေါ့နော် Zane ကတော့ကျွန်တော်တို့တော်တော်လေးတော့ accurate ဖြစ်တယ်ပြောရမယ်ထုံးစံနည်းလေးပိုကြီးစံလေးကြီးပြီးတော့ detail ပိုကျသွားပေါ့နော်သူတို့ကတော့ novo ရဲ့ရွှေရောင်ပဲဆိုတော့ပြဿနာမရှိဘူးမိုက်တာနောက်တစ်ခုကဒီခေါင်းကိုပြန်ထည့်ပေးတာဗျာ Zane ရဲ့ဒီ face expression နဲ့ဒီလိုတချမ်း robot ဖြစ်နေတဲ့ပုံစံပေါ့နော်ဒါလေးကိုကျွန်တော်ဘယ်မှာမြင်ခဲ့ရလဲဆိုတော့ကျွန်တော် rebooted season မှာတော့ကတခုပေါ့နော် rebooted season ရဲ့နောက်ပြီးတော့ဒီ battle pack လေးပြန်ထွက်တဲ့စီမှာပေါ့နော်ဒါပဲမြင်ရဆိုတော့တော်တော်ချားတဲ့ expression ကိုဒီလိုမျိုးလေးပြန်ထည့်ပေးထားတော့ကိုယ့်အနေနဲ့ဒီ rebooted မှာ damage ဖြစ်နေတဲ့ Zane version လေးပြန်ဖန်တီးခြင်းတဲ့ project တော့အဆင်ပြေတယ်ပေါ့နော်ဘာလို့ဆိုသူ့ရဲ့တော်ဆိုကကျွန်တော် pick up break မှာရတာဟိုနောက်ပြီးတော့ဒီမှာ logo လေးနည်းနည်းပိုကြီးရလေးပဲရှိမှာပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးပြန်ပြီးတော့ဆင်ပေးလိုက်မှာပေါ့နော်ပြီးရင်သူ့ရဲ့ပါတာဆိုရင်တော့ ice shuriken လေးပါမယ်လူမျိုးလေးပေါ့နော်ဒါလည်းထားကြ ice shuriken လေးအသစ်လောက်ထားတဲ့ဟာလေးပါလာမယ်ပေါ့နော်အခုထိတော့ပြောရရှိတာကတော့ဒီ weapon လေးတွေကတအားကြီးတော့ series accurate ထိတော့မရောက်နိုင်သေးဘူးဗျာဥပမာကိုရဲ့ weapon ဆိုကြည့်ပေါ့နော်size of ice ကသူကဒီအမျိုးမျိုးသာပြောင်းနေတာကျွန်တော်တို့တကယ် series ရဲ့ပုံစံတော့မနေလာပေါ့နော်ဒါ J ရဲ့ nunchucks of lightning ပေါ့သူကတော့တော်တော်လေးတော့ဟိုလှလာတယ်ဒါပေမဲ့လည်းသူကလည်းအမှန်တော့ဒီရှေ့နှစ်ခုဆိုလို့ရှိရင်လက်စင်နဲ့ဆက်ထားတဲ့ပုံစံထားပါတော့ဒါတော့မရနိုင်ဘူးเนาะမိုက်တာနောက်တစ်ခုဆိုရင်တော့ကျွန်တော်တို့ဒီသူက series ထဲမှာလည်း J ရဲ့ဒီဘက်ညာဘက်လက်ကပါเนาะတကယ်ဟိုပါပေါ့ metal ပုံစံသွားထားတာအဲ့ဒါကိုကျွန်တော်တို့ဒီဟိုးရင်ထွက်ခဲ့တဲ့ဟိုမှာဆိုလို့ရှိရင်သူက ရိုး light bluish gray ဟိုပဲတုံးတာဖြစ်တယ်ပေါ့เนาะအဲ့ဒါလေးကတော့ metal လုပ်ပြီးထားပုံမိုက်သွားတယ်နောက်ပြီးရင်တော့သူ့ရဲ့ဒီကျွန်တော်တို့torso printing လေးတွေဗာလေးတွေ update ဖြစ်သွားတယ်ပေါ့ဗျာ logo လေးတွေနဲ့ကြည့်တယ်ဒါပေမဲ့အများကြီးပို့ပြီး accurate ဖြစ် detail ကြတဲ့ figure တစ်ကောင်လည်းဖြစ်တယ်ပေါ့နော်ဒါပြီးရင်တော့အဓိကဒီရွှေရောင်လေးတွေဖြစ်နေတဲ့အချက်ကတော့ပြောကြရှိတယ်ဒါကခုနပြောပြီးတော့ကျွန်တော်ထပ်မပြောတော့နောက်ပြီးရင်တော့နီယာပေါ့နော်နီယာ samurai x ပေါ့ samurai x ကကျွန်တော်တို့ season ဟိုးရင်တော့ဒီမှာ armor လေးနဲ့ထွက်တာရှိတယ်ပေါ့နော်အခုချိန်မှာသူကဒီတိုင်းလေးတခါတည်း printed ပေါ့နော် fully printed ပုံစံလေးနဲ့သွားတယ်ဒါပေမဲ့လည်းဒါတော်တော်လေးထားကြတဲ့samurai armor တစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်army စုကျင်တဲ့ bro တွေဆိုလို့ရှိရင်လည်းဒါလေးကအသုံးဝင်နိုင်တယ်ပေါ့နော် samurai တွေအများကြီးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်နောက်ပြီးရင်တော့သူကဒါ shoulder pad လေးနဲ့ပေါ့နော် armor ဒါမျိုးလေးနဲ့ blade holder လေးနောက်မှာနှစ်ခုပါတယ်အဲတော့ဒါလေးဖြုတ်ကြည့်အောင်အနောက်မှာတော့ဒီမှာသူ့ရဲ့ဒီ fitness ပုံစံလေးဒါ fitness ပုံစံ logo လေးနည်းနည်းလေးချင်းချင်းဆွဲသွားပြီသိလားအရင်ပုံစံနဲ့နည်းနည်းလေးကွာတယ်ကျွန်တော်ဟိုဘယ်လိုပြောပြရမလဲနည်းနည်းလေးသူအပြောင်းလဲလေးနည်းရှိသွားပါတော့ဒါကတော့ samurai x helmet လေးပေါ့ဒီနေရာမှာကျွန်တော်လာချမ်းကိုးလေးနဲ့ဥပမာမွန်းနိုင်ရဲ့ဘောပုံလေးကိုဗျာအဲ့လိုတင်ပေးလိုက်လို့ရှိရင်လုံးဝကျွန်တော် screen accurate ဖြစ်ပြီးတော့အသေးမိုက်သွားမှာဒါပေမဲ့တို့ကမလုပ်ပေးထားဘူးပေါ့နော်ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ဝေဖန်လိုက်တာတရုတ်မှလည်းအကောင်းမကြံတော့ဘူးဒါပေမဲ့စတာပါသူကနဲ့သူတော့ဒါဒီ display နဲ့ဒီကျွန်တော်တို့ anniversary ဆိုတဲ့ vibe ကိုတော့တကယ်ပေးဆွမ်းနိုင်တယ်ပေါ့နော်ဒါကျွန်တော်ကဟိုဒီ day ပြန်ပြောနေလို့ကျွန်တော်လိုတဲ့အချက်လေးကျွန်တော်ပြောပြတာပေါ့နော်နောက်ပြီးတော့ sensitive ကတော့မိုက်တယ်ဗျာကျွန်တော်တို့ဒီ season
ဒီ pilot season နဲ့ season 1 တွေမှာမြင်ခဲ့တဲ့စုလေးကိုသူအနည်းဆုံးပြန်လုပ်ပေးထားဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီ day လေးတွေထည့်ပေးထားတာလေးကျွန်တော်မြင်ရတယ်ပေါ့နော်ဘာနေကျွန်တော်တော်တော်လှတဲ့ sensei ဘူးတစ်ကောင်ကျွန်တော်တို့လက်ထဲကိုထည့်ရောက်လာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ master lightning ဖြစ်ပါတယ်သူကတော့ကျွန်တော်တို့ဒီ season 7မှာမြင်ခဲ့တဲ့ပုံစံအတိုင်းပဲပေါ့နော်အရင်ထွေထူးတော့မဟုတ်ဘူး face expression ကဒီလိုမျိုးပုံမှန်လေးပဲဒါပေမဲ့တော်တော်လေး screen accurate ဖြစ်တယ်လို့ကျွန်တော်ပြောရမှာနော်စပင်လေးကလည်းမိုက်တယ်တော်ဆိုလေးကလည်းဒီမှာကျွန်တော်တို့နည်းနည်း reflection လေးတွေပြန်တဲ့ပုံစံလေးပေါ့နော်လုပ်ပြီးထားတယ်နောက်မှာလည်းတူတူပဲပေါ့နော်သူကတော့ဒီနောက်မှာတော့နောက်ထပ် expression တစ်ခုတော့မပါဘူးလက်ထဲမှာတော့သူရဲ့ဒီ lightning လေးပါတယ်ပေါ့နော်ဒါမျိုးလေးနေတာကျွန်တော်တို့element master တွေကိုအကုန်ပြန်စုကျင်တဲ့ pro တွေတော့ဒါတော်တော်လေးထားကြတယ်ပေါ့နော်ဆရာဆက်တွေမှာလည်းဒီတစ်ခေါက်ကတော့ element master တွေရွေးအကုန်လုံးထည့်ပေးထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ set လေးကိုမြင်ရတဲ့ပုံစံလေးဖြစ်ပါတယ်ပါပါနော်အဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောလို့ရှိရင်တော့ဒီ set လေးကကျွန်တော် Ninja Go collector တွေဆိုလို့ရှိရင်တော့ဒါဝယ်လို့လဲတန်နေဗျာပြောရလို့ရှိရင်ကျွန်တော်တို့ဒီပုံမှန်အခုချိန်မှာ mini figure တစ်ကောင်3-5,000ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ8ကောင်လောက်ပါတဲ့တစ်ဆက်လုံးမှာကျွန်တော်တို့တသိန်းခွဲဝန်းကျင်လောက်ပဲကျွန်တော်တို့ကြတင်မယ်ဆိုတော့ဒါတော်တော်လေးကိုဝယ်ပြောနေပြီလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်brother ကိုမှမရှိသေးဘူးဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ပြေးဆွဲတဲ့ set လေးတွေမှာပါတယ်နောက်ပြီးတော့ရင်ကျွန်တော်တို့ဒီပါဝင်တဲ့ mini figure လေးတွေအစပါเนาะသူ့ဟာနဲ့သူကျွန်တော်တို့ဒီဘယ်လိုပြောကိုရီအရင်တော့နေကြကိုစကြည့်ခဲ့တဲ့5လေးတွေပြန်ပြီးတော့ရစီမှာအသေးချာဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီနေ့ review လေးကတော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ရနာထားချင်ပါတယ်brother အဆုံးထိဒီဗီဒီယိုအတွက်ရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့